R1, R6, R9, R7, R3, R25, R15 ဆိုင်ကယ်တွေကယမဟာကထုတ်တဲ့ R series sport bike ဆိုင်ကယ်တွေဖြစ်ပါတယ်။ဂျပန်ထုတ်တဲ့ကတစ်ကမ္ဘာလုံးမှာအကြိုက်အများဆုံး sport bike ဆိုင်ကယ်တွေလို့ပြောရင်လည်းမမှားပါဘူး။ R series ဆိုင်ကယ်တွေကဘယ်ကဘလို့ဆက်ဖြစ်လာလဲ။ခုလာမယ့်2026ခုနှစ်မှာရောဘလို့ upgrade တွေမိုက်စားတွေနဲ့ဘလို့ R series ဆိုင်ကယ်တွေထွက်လာမလဲဆိုတာစက်ကြည့်လိုက်ရအောင်။ R series ဆိုင်ကယ်တွေကဆိုင်ကယ်ကြက်တဲ့သူဆိုလို့ရှိရင်တော့ဒါယူနီဗီတာဆိုင်ကယ်တွေဖြစ်မှာပါအဓိကဒီတရုတ်ပြည်သူသမ္မတယမဟာမြန်မာနိုင်ငံမှာ R6 ကအကြိုက်အများဆုံးဆိုင်ကယ်တစ်စီးထဲမှာပါပါတယ်ဘယ်လောက်ထိကြိုက်ကြလဲဆိုရင် Model Hall စုပ်ပြတ်တတ်နေတဲ့ဂျိုဂျိုနေရွက်ပဲဘိန်းတွေပါဝယ်စီးကြပါတယ်ဒီယမဟာ R series ထဲမှာ YZF R1 ကတော့အကြီးဆုံးအင်ဂျင်နဲ့အကောင်းဆုံးဖြစ်ပါတယ်သူ့အောက်မှာတော့ထွက်တာမကြသေးတဲ့ R9 R7 ထုတ်လုပ်မှုရပ်သွားပြီဖြစ်တဲ့ R6 အပြင် entry level အနေစား R25 R3 နဲ့R15 ဆိုတဲ့သေးစား budget ဆိုင်ကယ်တွေလည်းရှိပါတယ်။ဒီမြန်မာနိုင်ငံမှာတော့ R15 ကဆိုင်ကယ်ကြိုက်တဲ့သူတွေရဲ့ဒါအသက်ကျော်ပက်လော်လေးပေါ့။ပေါ့ပါပါစီးရတာရဲ့ daily use နေရာအသုံးပြုမယ်။ဟိုနားဒီနာစတိုင်နဲ့မလိုက်နဲ့စီးကျင်သူတွေစစီးဆက်တယ်မဲ့သူတွေအကြိုက်ပုံစံဖြစ်ပါတယ်။ budget ဆိုပေမဲ့လည်းအရင်က330ဝန်းကျင်ဆိုဝယ်လို့ရပြီးတော့အခုကတော့390 80မှာမတော့ရင်မရတော့တဲ့ဆိုင်ကယ်လည်းဖြစ်ပါတယ်။1998ခုနှစ်မှာ1000cc inline 4 engine နဲ့ YZF R1 ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့ပထမဆုံး R series ဆိုင်ကအစပြုတ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ Lightweight aluminum frame ရဲ့1000cc inline 4 engine လည်းဖြစ်မှာပေါ့။အဲတော့က900cc inline 4 engine တွေပဲရှိသေးတော့ဒါ1998ခုနှစ်မှာ R1 ကနာမည်ကြီးတယ်ပေါ့။အဲနောက်ပိုင်း Honda Suzuki နဲ့ Yamaha တို့က1000cc inline 4 engine နဲ့ဆိုင်ကယ်တွေလိုက်ထုတ်ပါတော့တယ်။ဒါပေမဲ့လက်တန်း inline 4 engine နဲ့မရှိသေးပါဘူး။မရှိသေးဘူးဆိုတာလေဒါအဲတော့က Suzuki Genesis R600R Kawasaki ZX6R ဆိုင်ကယ်တွေထွက်ထားတော့ဈေးကွက်ရှက်ဖိုက်ဖို့ဆိုပြီးတော့1999ခုနှစ်မှာ YZF R6 ကိုထုတ်ပြလိုက်ပါတယ်။အဲ့မတိုင်ခင် 600cc inline 4 engine နဲ့ဆိုင်ကယ်တွေကဒါ sport touring ပုံစံတွေကများပါတယ်။ R6 ကိုကြာလုံးဝရည်မျောတဲ့ sport bike အဖြစ်ထုတ်ပြလာတယ်။ဒီ engine တိတ်လေးကိုမြင်းကောင်းရင်120ထွက်အောင်လုပ်ပြီးတော့နေပညာတွေချပြလာပါတယ်။ 600cc တန်းမှာတော့အချမ်းဆုံးဖြစ်ခဲ့ပါတယ်။ R6 ကိုရှင်ဖို့ဆိုပြီးတော့2003မှာ Honda က CBR 600RR ကိုထုတ်တယ်။ဒါအရင် Kawasaki က ZX6R ကိုလည်း 600cc ကနေ 636cc အင်ဂျင် upgrade တွေလုပ်လာတယ်။ Suzuki ကလည်း Genesis R600 ကို redesign တွေပါ2002လောက်မှာထပ်လုပ်ပါတော့တယ်။အဲကစပြီးတော့ 600cc sport bike ပွဲဆိုပြီးတော့စခဲ့ပါတယ်။လူတွေကလည်းပွဲဆိုလို့ရှင်တော့ဖြာမခင်းမဲတောင်ကြည့်ကြတာဆိုတော့ဂျပန်ဆိုင်ကရှင်ထုတ်တဲ့ပွဲတွေကတဖြည်းဖြည်းစုလာပါတယ်။လက်ဖက်ချောက်ခက်လို့တော့ရတဲ့အနေထားပါ။ဒါ middle weight တန်းဆိုင်ကတွေကိုဥရောပဆိုင်ကထုတ်တဲ့ကုမ္ပဏီတွေကပါပြိုင်ဆိုင်လူရထုတ်ကြပါတော့တယ်။ Super Sport World Championship တွေ AMA Super Sport ပြိုင်ပွဲမျိုးတွေမှာ Yamaha တင်းတွေက R6 ကိုဝက်ဘဲတစ်ခုလိုထုတ်300တဲ့အထိကျန်းခဲ့ပါတယ်။အနိုင်ရကြတာတွေများတယ်အောင်လည်းအောင်မြင်ခဲ့ပြီးတော့ R6 ကတစ်ကမ္ဘာလုံးမှာဆိုင်ကယ်ကြိုက်တဲ့သူတွေရဲ့ middle weight တန်းဆိုင်ကယ်တွေမှာdream bike တစ်ခုလိုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စိတ်ကောင်းစရာတစ်ခုက R6 ကိုလမ်းမပေါ်စီးလို့ရတဲ့နောက်ဆုံး model ကိုတော့2020ခုနှစ်မှာထုတ်ပြီးတော့အဆုံးသတ်ခဲ့ပါတယ်။အဓိကဈေးကွာ Europe လို့နိုင်ငံတွေကအများဆုံးပိုရတယ်။ကျောင်းဝပုံများတာဖြစ်တဲ့အတွက် Euro 5ဆိုတဲ့စီးကန်းချက်တွေနဲ့အန်ကိုက်မထုတ်နိုင်တော့တာကြောင့်ဖြစ်ပါတယ်။ဥရောပမှာတင်သွင်းရောင်းချဖို့ဆိုလို့ရှိရင်ဒီစီးကန်းချက်တွေကိုရင်ဖြတ်ကျော်ရပါတယ်။စီးကန်းချက်တွေမကိုက်ညီရင်တင်သွင်းခွင့်မရပါဘူး။အဲဒါကြောင့် street legal စမ်းထုတ်တော့ပိုင်းနဲ့ဒါပြိုင်ပွဲတွေပြိုင်မှုအတွက်သာတစ်စီးစာနဲ့စီးစာထုတ်ပါတော့တယ်။ဒါပေမဲ့2021ခုနှစ်မှာသွားကြိုးထားတာမဟုတ်ဘဲနဲ့အစားထိုးသွားတဲ့ R7 ကိုထုတ်ပြလာပါတယ်။တကယ်တော့အစားထိုးတာမဟုတ်ပါဘူး။ R7 ကသူ့ဘက်သူထွက်လာတာပါ။ Europe စီးကန်းချက်တွေနဲ့ကမ္ဘာလုံးကိုဖြန့်ခဲ့ပါတယ်။ဒါပေမဲ့ 900cc အင်ဂျင်ကြီးကို parallel twin engine ဖြစ်သွားတော့ဘူးတူတူပဲကြိုက်တဲ့ညီကိုတွေကမကြိုက်ကြပါဘူး။ဒါပေမဲ့လည်းကြိုက်တဲ့လူတွေကလည်းကြိုက်ကြပါတယ်။ဘူးတူတူကစော်ကြိုက်ပါညာပေါ့။ဒါကမှယောက်ျားပီတာတဲ့အတန်ကွာဆိုပြီးတော့စော်မရှိတဲ့သူတွေကအတန်ထွက်ကြပါတယ်။အဲ့ဒါနဲ့ R7 ကိုခု2025ခုနှစ်ထိဆက်ထုတ်နေတော့မှာအဲ့ဒါနဲ့ R6 အလွမ်းပြေမလားဆိုပြီးတော့2024နှစ်ကုန်လောက်မှာဒါ Yamaha R9 ကိုထုတ်ပြလာပါတယ်။ R9 ကတော့ 900cc အင်ဂျင်ကိုမှ inline 3 engine ဆိုတော့ဘူးတူတူလုပ်လို့ရမယ် performance ပိုကျန်းမယ်ပေါ့။ Euro 5 စီးကန်းချက်က 1000cc အင်ဂျင်နဲ့အထက်မှာ inline 4 engine လက်ခံတာဆိုတော့လုပ်လို့ထုတ်လို့ရတာတွေရှော့ထုတ်နေပါတယ်။ R7 ရော R9 နှစ်စီးလုံးရဲ့အင်ဂျင်ကဒါ Yamaha ကထုတ်ထားတာပဲဖြစ်တဲ့ MT-07 MT-09 ဆိုင်ကယ်ရဲ့အင်ဂျင်ကိုပဲ sport bike ပုံစံပြောင်းထုတ်ထားတာပါ။အခု2025အသစ်ထွက်ထဲမှာတော့ YZF R7 ရော R9 ရောထွက်ထားပြီးဖြစ်ပါတယ်။ R7 က 689cc parallel twin CP2 engine ဖြစ်မယ်။မြင်းခေါင်80ဝန်းကျင်ထွက်မယ်။တနိုင်မိုင်140ဝန်းကျင်တီးထုံနိုင်ပါမယ်။ရုံးဆွဲလင့်ကျအား69 Nm ရှိပါမယ်။ဘူးတူတူလုံးလို့မရပါနဲ့ရုံးဆွဲ speed တွေကဒါ middle weight ထဲမှာတော့ဖြဲလို့ကောင်းတဲ့ဆိုင်ကယ်ဖြစ်ပါတယ်။2025 R7 ဈေးက3500ဝန်းကျင်ရှိပါမယ်။
R9 က 890cc N3 liquid cool engine ဖြစ်မယ်။ရင်းကောင်တဲ့စက်ကွန်ထွက်မယ်။လင်းချအား80 Nm ရှိမယ်။တနားရီ155မိုင်ဝန်းကျင်အမြင့်ဆုံးတီးထုံနိုင်ပါမယ်။အခုငွေဈေးနဲ့2025 R9 ဆိုင်ကဈေးက3600ဝန်းကျင်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဆိုင်ကပဲညွှန်ဝင်မယ်ဆိုလို့ရှိရင်တော့ကိုမျိုးဝဲမော်တော်ဆိုင် showroom ကိုတတိယလိုက်ပါ။စိတ်20ဝန်းကျင်ကနေပြီးတော့3400ဝန်းကျင်ဆိုင်ကမျိုးစုံရှိပြီးတော့ license ပါတဲ့ဆိုင်ကတွေဆိုတာဒါအဓိကထားရောင်းပေးပါတယ်။ရန်ကုန်မှာမော်ဘီမျိုးနဲ့ supply မှတ်တိုင်နဲ့16မှတ်တိုင်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်သာဒီ58လမ်း110 A ကြားမှာ showroom ရှိပါတယ်အသေးသေးသိချင်စောစောမေးမြန်းနေတာရှိရင် comment မှာပြည်စုံနှိမ့်ချပေးရပါတယ်။ဒီမှာ R15 V4 R15 ကတော့ဒါ V1 version 1ကနေ upgrade မျိုးမျိုးနဲ့ထပ်လာလိုက်တာအခု2025မှာ version 4 V4 ထွက်ထားပြီးဖြစ်ပါတယ်။ quick shifter ABS traction control slipper clutch စနစ်တွေလည်းပါဝင်လာပါတယ်။စာစည်းဆက်တင်မယ် style နဲ့မလိုက်နဲ့စီးမဲ့သူတွေအကြိုက် 155cc single cylinder VVA engine ဖြစ်မယ်။မြင်းကောင်ရင်20ဝန်းကျင်ထွက်မယ်တလိုင်းမိုင်60ဝန်းကျင်လောက်မြင်ဆုံးမောင်းနိုင်ပါမယ်ဒီမြန်မာနိုင်ငံမှာလည်းအစီးအများဆုံးဆိုင်ကလေးဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ model home တွေက390 80ဝန်းကျင်မှာရှောင်းဝင်နိုင်ပြီးတော့နောက်ဆုံးထွက်တွေကတော့330နဲ့အထက်မှာပဲရှိမှာဖြစ်ပါတယ် R25 နဲ့ R3 ကတော့ R15 တဲ့ရုံးဆွဲထားကြတွေမှာအနေနဲ့တာပါမယ်ဈေးကလည်းနည်းနည်းပုံများနိုင်ပါတယ် R15 ထက်တော့ပုံမစည်းကြတာမှန်ပါပဲ Yamaha YZF R1 R1 ကတော့ကမ္ဘာအများဆုံးဆိုင်ကစင်းထဲမှာပေါဝင်ပါတယ်အကြံပဒံတီးမယ်လော်မယ်ဆော်မယ်ဆိုတဲ့သူတွေအကြိုက် sport bike ဆိုင်ရဖြစ်ပါတယ် 998cc inline 4 liquid cool engine ဖြစ်မယ်မြင်းကောင်200နီးပါးထွက်မယ်လင်ဂျီအားလည်း100 Nm နီးပါးရှိပါမယ်တနားရီမိုင်190ဝန်းကျင်တီးထောင်နိုင်ပြီးတော့0 to 100 km ကို3စက္ကန့်နဲ့အရောက်ပြေးနိုင်ပါသေးတယ်အိမ်ထဲကနေလက်နဲ့မြောင်းနဲ့ရောက်ဖို့တော့အချိန်3စက္ကန့်ပဲလိုပါတယ်အခုငွေစင်းနဲ့ဆိုရင်2024 YZF R1 ဆိုင်ကဈေးက3000ဝန်းကျင်ကျတယ်မှာဖြစ်ပါတယ် Yamaha YZF R Series Sport Bike ဆိုင်ကလေးကြောင့်ပြတ်တာဖြစ်ပါတယ်လုံနေတဲ့ချက်တွေရှိတဲ့လဲ comment မှာဖြည့်ပြီးတော့ပြောတော့ပြလို့ရပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီ Yamaha R Series တွေကဘယ်ဆိုင်ကိုအကြိုက်ဆုံးစီးကျင်ဆုံးလဲဆိုတာ comment မှာပြောပေးကြပါဦးခင်ဗျာဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ agent mission နဲ့နေရာတွေကိုအများဆုံးပတ်စံနိုင်ကြပါစေ